ဖြစ်စေခြင်းနဲ့ပုံစံတိုင်းနဲ့မဖြစ်တဲ့အခါလူတစ်ယောက်ကိုအယံဒေါသထွက်ပြီးတော့စိတ်ဆိုးနေရတာအဲ့ဒီလိုပဲကိုပြောစကားနားမထောင်ကိုလိုချင်တဲ့ပုံစံမဖြစ်လို့တယောက်ယောက်ကိုရောစိတ်ဆိုးအောင်စိတ်နာအောင်လုပ်မိခဲ့တာဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်လိုက်ပါဘာကြောင့်လဲဆိုတော့ဘဝကကိုဖြစ်ချင်တိုင်းဖြစ်နေတာမဟုတ်ဘူးတခါတလေမှာကိုလိုချင်တဲ့အရာလေးတစ်ခုအတွက်နဲ့ကိုမလိုချင်တဲ့ပြဿနာပေါင်းများစွာကိုဖြေရှင်းရတယ်ကိုမလိုချင်တဲ့အရာတွေအလုံးကိုလည်းလက်ခံရတယ်ကိုမလုပ်ချင်တာတွေကိုလည်းလုပ်လိုက်ရတတ်တယ်အဲ့တော့ဒီနေရာနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့အားလုံးကြားဖို့တဲ့မူရလက္ခဏာဇတ်တော်ကိုအားလုံးသိပါတယ်ဒီယသိကဘုရင်ရဲ့မိဖုရားကိုသဘောကျတယ်လိုချင်တယ်အဲ့ဒီအခါမှာဘုရင်ကြီးရှိရနေပြီးတော့မှဒီမိဖုရားကိုလိုချင်တဲ့အကြောင်းပြောတော့ဘုရင်ကလည်းရက်ရောပါပဲမိဖုရားကိုပေးလိုက်တယ်ပေးလိုက်တဲ့အခါမှာဘာကြောင့်ပေးလိုက်တယ်လဲဆိုတော့ဒီမိဖုရားဟာဉာဏ်ပညာရှိတာကိုသိလို့ပေးလိုက်တယ်အဲ့တော့ဒီယသိကမိဖုရားကိုယူသွားပြီးတဲ့အခါမှာမိဖုရားကြီးကဉာဏ်ကောင်းတယ်ရေခတ်ပေးရေချိုးဖို့အတွက်နေရာလုပ်ပေးဒီတိုင်းမချိုးနိုင်ဘူးဒီပုံစံတိုင်းစင်းစင်းရဲမအိတ်နိုင်ဘူးအဲ့တော့မွေရာတွေဂဒင်တွေပေါ့နော်ဒီဘက်ခက်လို့ဆိုရင်ရှာပေးညောင်ဆောင်တွေရှာပေးအဝတ်အစားကောင်းတွေရှာပေးအကုန်လုံးကိုရှာခိုင်းတယ်အကုန်လုပ်ခိုင်းတာအဲ့ဒီမှာသူတယောက်တည်းနေတုန်းကချမ်းသာတယ်အေးဆေးတယ်ဘာမှလည်းလိုလေသေးမရှိဘူးအဲ့တော့အခုသူလိုချင်တဲ့ဒီမိဖုရားကိုချောချောလာလာမိဖုရားတယောက်ကိုလိုချင်လိုက်တာအတွက်နဲ့သူမလိုချင်တဲ့အရာတွေမိဖုရားခိုင်းတဲ့ညောင်သူအကုန်လုပ်ရတယ်အဲ့တော့နောက်ပိုင်းတော့ဒါသူမိဖုရားကိုပြန်ပြီးတော့မသွားအပ်တယ်ပေါ့နော်ဘုရင်ရှိမှာအဲ့တော့ဆိုလိုချင်တာကဒါကိုပြောချင်တာမဟုတ်ပါဘူးတခါတလေဘဝကကိုလိုချင်တာတွေကြီးပဲဖြစ်နေတာမဟုတ်ဘူးကိုလိုချင်တာတစ်ခုအတွက်နဲ့တော့ကိုမလိုချင်တဲ့အရာတွေကိုမလုပ်ချင်တဲ့အရာတွေကိုပြန်ပြီးတော့လုပ်ရတတ်တယ်ပိတ်ဆက်ရတတ်တယ်ဆိုတာကိုပြောချင်တာဒါကြောင့်မို့လူတယောက်ကြောင့်ကိုဟာစိတ်ဆိုးနေတယ်ဆိုရင်လည်းအဲ့ဒီလူတွေကိုခွင့်လွှတ်နိုင်အောင်ကြိုးစားပါပြီးတဲ့နောက်မှာကိုကြောင့်တစ်ဖက်သားကစိတ်ဆိုးသွားတယ်ဒေါသထွက်သွားတယ်နာကျင်သွားတယ်ဆိုရင်လည်းတောင်းပန်နိုင်အောင်ကြိုးစားပါဒါကြောင့်ကိုကိုစိတ်ဆိုးအောင်လုပ်တဲ့လူနာကျင်အောင်လုပ်တဲ့လူတွေကိုလည်းခွင့်လွှတ်လိုက်ပါကိုကစိတ်ဆိုးအောင်လှုပ်ထားမိတဲ့လူတွေနာကျင်အောင်လှုပ်ထားမိတဲ့လူတွေရှိနေခဲ့ရင်လည်းတောင်းပန်လိုက်ပါ